Hello မင်္ဂလာပါရှင်28ရက်ဒလ2026ပေါ့နော်တနေ့ကောင်အတွက်ကျွန်မဝမ်ချင်းလေးပြလိုက်ပါမယ်မနက်ပိုင်းပေါ့နော်မနက်ပိုင်းဝမ်ချင်းလေးကဒီမှာပေါ့နော်4နဲ့ပေါင်းတော့83ချိန်83ချိန်ရဒီမှာ3ဆိုထွက်တယ်နော်9နဲ့ပေါင်း3.5ဝမ်ချင်း3.5ဝမ်ချင်းကဒီမှာ3ညထွက်တယ်ခွန်းနဲ့ပေါင်း9ချိန်9ချိန်ကဒီမှာ4ဆိုထွက်တယ်ဒီမှာ9 1ချိန်1ဆိုတော့6 1ချိန်ဒီမှာပေါ့နော်6ထွက်တယ်ညမနေ့ကထပ်ပေးမယ်ဆိုရင်38အချိန်ပါရှင့်အဲ့တော့မနက်ပိုင်းဝမ်းချိန်တစ်ခုက38အချိန်ပေါ့နော်မနက်ပိုင်းဝမ်းချိန်တစ်ခုက38အချိန်38အချိန်ပြီးသွားပြီဆိုရင်ဒီလိုနှစ်ခုပေါင်းမယ်နော်3နဲ့4နဲ့ပေါင်းတော့ခွန်းနှစ်ချိန်ဒီမှာခွန်းထပ်တယ်ပေါ့နော်9နဲ့3ညနဲ့ပေါင်း9 4ချိန်9ချိန်ဒီမှာ4ထွက်တယ်4နဲ့9နဲ့ပေါင်းတော့1 6ချိန်1 6ချိန်ဒီမှာ6ထွက်တယ်ဟုတ်လားအဲ့တော့မနေ့က3ညနဲ့5နဲ့ပေါင်းတော့3.5ချိန်ပေါ့နော်3.5ချိန်အဲ့တော့မနေ့က38ချိန်နဲ့3.5ချိန်3.3 3.5 80အဲ့ဒါလည်းဘယ်လိုပါလဲ38အချိန်ဆိုတော့33ကပေါ့နော်33က88ပေါ့နော်အဲ့ဒါလေးကိုအာပြီးထိုးပါရှင့်နောက်ပြီးတော့1ချိန်တွေကဒီဘက်ကတအားလွယ်တာဘယ်လိုလဲဆိုတော့ပေါ့နော်မနေ့ပိုင်း1ချိန်9နဲ့ဆိုတော့9ကိုချိန်ကိုပြန်ပြီးထွက်တယ်ပေါ့ညနေပိုင်း4နဲ့5နဲ့4နဲ့ဆိုတော့လည်းအဲ့လိုပေါ့5 4ချိန်ဆိုပြန်ထွက်တယ်6နဲ့3နဲ့ဆိုလည်း3.3ဆိုပြန်ပြီးထွက်တယ်မနေ့ကလည်းမနေ့ပိုင်းကိုကြည့်ပြီးတော့ဗောထွက်တဲ့ခဏန်းလေးကိုညနေပိုင်းပြန်ပြီးတော့ရန်ပြီးတော့ထိုးကြပါဗောနော်ကိုကတကယ်လို့ဒီမှာထွက်တယ်ဆိုပြီးတော့ကိုကသွားပြီးတော့ထိုးလိုက်ရင်လည်းဟုတ်ချင်မှလည်းဟုတ်တာဗောနော်လောက်ကစားဆိုတာပုံသေးမရှိပါဘူးရှင်ကိုကတော့ချစ်ချင်ပြီးတော့ထိုးကြပါအလုံးပဲကန်ကောင်းကြပါစေရှင်ကျမတို့မြန်ပြပလဲရှိပါရှင်ကျမလေးတင်ထားတော့တပတ်စာလေတပတ်စာပတိလေးအောင်သွားပါပြီနောက်ပြီးတော့အခွေပေါ့နော်3.156အောင်သွားပြီ3.156အောင်သွားပြီမနေ့ကဒါလေးတွေကိုကျမ3.5ဗရိတ်နဲ့လည်းတွဲစေချင်တယ်ပေါ့နော်တကယ်လို့ဖြစ်နိုင်ရင်3.5ဗရိတ်လေးတွေမှာတွဲပြီးတော့ဆော့ပါဘာဖြစ်လဲဗရိတ်ကျန်တာပေါ့နော်ဗရိတ်က3.5ဗရိတ်ကျန်နေပါရှင်အားလုံးကျေးဇူးတင်ပါတယ်ကံကောင်းပါစေရှင်